အားလုံးမင်္ဂလာပါမေတ္တာဖောင်ဒေးရှင်းကကျေးဇူးလိုက်ပါတယ်အခုတလောမှာနှစ်ပေါင်း90ဖြတ်တန်းပြီးတော့ရည်စည်းမြစ်လိုပဲတွားနေတဲ့ဖြစ်စဉ်တစ်ခုဟာအခုတလောမယုံနိုင်စရာ green card တွေရှောက်မယ်ဆိုရင်ကိုယ်နိုင်ငံကပြန်ရှောက်ဆိုတဲ့သတင်းကြောင့်ကမ္ဘာတစ်ခုလုံးအိုးတောင်းရင်းဖြစ်သွားပါတယ်ဖြစ်ချင်စရာပါပဲဒီဥပဒေတစ်တွေကြောင်းလဲမှုတစ်တွေကလက်ရှိအမေရိကန်နိုင်ငံတဲမှာရောက်ရှိနေတဲ့သူတွေရောအဲ့ဒီရောက်ရှိနေသူနဲ့ပတ်သက်နေတဲ့သူတွေရောအလွန်တော့ကရောက်ဖွယ်ဖြစ်ပါတယ်အဲ့ဒီတော့ဒီနေရာမှာလူအမျိုးမျိုးအစားစားခွဲခြားပြီးတော့မြန်မာနိုင်ငံကိုပြန်ပြီးတော့လုပ်ပါဆိုတဲ့လူတွေရှိတယ်။အော်မြန်မာနိုင်ငံမဟုတ်ပါဘူးလေ။ကိုယ့်ရဲ့သက်ဆိုင်ရာတိုင်းပြည်တွေကိုပြန်ပြီးတော့လုပ်ပါဆိုတဲ့လူတွေရှိတယ်။ပြန်စရာမလိုဘူးဆိုတဲ့လူတွေရှိတယ်။ကျမတို့တက်တက်ကွက်ကွက်လေးကြည့်လိုက်ကြရအောင်။အဲ့တော့ဒီဟာတွေကိုစိတ်ဆင်းရဲစရာတွေမပြောခင်မှာအရင်ဆုံးပြောချင်တာကတော့ကျမတို့ဒီအဆိုင်လင်တင်ထားတဲ့သူတွေrefugee တွေသူတို့မပါဘူးလို့အရင်ဆုံးပြောချင်ပါတယ်။ကဲဒါဆိုလို့ရှိရင်ဘယ်လိုလူတွေပါတာလဲလို့ကြည့်လိုက်ကြရအောင်။အဲ့တော့ student visa ဆိုတာ non immigrant visa ဒီကိုခဏလေးလာပြီးကြောင်းတက်မယ်။ကြောင်းမတက်ခင်ကြောင်းတက်ပြီးလို့တကယ်လို့နည်းနည်းလောက်ဒီမှာ OPT ဆိုတဲ့သူတို့ရဲ့အတွေ့အကြုံလေးတွေဆင်းမယ်ပြီးရင်ပြန်လူကလေးတွေပြန်ခိုင်းပါတယ်။နောက်ပြီးတော့ကျမတို့ work visa နဲ့လာတဲ့သူတွေဒီနိုင်ငံရောက်တော့ H1 visa ရတယ်။အဲ့ဒီကနေ H1 ကပုတ်ကုမ္ပဏီကနေသူ့ထောက်ခံပေးတယ်ဆိုရင် green card ရတယ်။ဒီလိုလူတွေကိုပြန်ကိုယ်နိုင်ငံမှာပြန်ရှောက်။အားကြောင့်လဲဆိုကိုယ်နိုင်ငံပြန်ရင်ထိခိုက်မဲ့ပြဿနာတွေမရှိဘူးလေ။အဲ့တော့ဒီနိုင်ငံကိုပြန်ရှောက်။ဒီနေရာမှာထူးခြားချက်လေးတစ်ခုရှိတယ်။ဒီလိုလူတွေတဲကပြန်လျှောက်ပါဆိုရင်မဲ့အင်မတန်နိုင်ငံကိုအကျိုးပြုနေတဲ့ extraordinary circumstance လို့ခေါ်တဲ့ထူးခြားဖြစ်စဉ်ကလေးပေးနိုင်တဲ့သူတွေအင်မတန်မှတိုင်းပြည်ကိုတကယ်မိရရအလုပ်ကြီးပြုနေတဲ့သူတွေမပြန်နဲ့ဒါလေးတစ်ခုတော့ရှိတာပေါ့နော်နောက်တစ်ခုကပြန်ရမယ့်သူတွေက tourist visa နဲ့ရောက်လာတဲ့သူတွေဒီဟာတွေအပြင်အမေရိကန်နိုင်ငံမှာလက်ထပ်ဗီဇာနဲ့ရောက်ထားတဲ့သူတွေပြန်ပြီးတော့လုပ်ပါလို့ပြောထားတဲ့အတွက်ဒီလူတွေကမြန်မာပြည်ပြန်ပြီးလုပ်ရမယ်ဆိုတော့ဒါထိခိုက်နေတာတယ်ဆိုတဲ့အထက်မှာပါတာပေါ့နော်အဲ့တော့ဘယ်သူတွေလဲF1 ကျောင်းသားတွေ B1 B2 တွေအလုပ်လုပ်တဲ့ဗီဇာတွေစသည်ဖြင့်ဒါမျိုးတွေပါတယ်လို့ပြောကြပါတယ်ဒါပေမဲ့လို့မပါတဲ့လူတွေကတိတိကျကျစဉ်းစားပါအောင်ဒီနိုင်ငံမှာမိသားစုရှိပြီးတော့ကိုယ့်ရဲ့မိသားစုတွေနဲ့အခြေခံခိုင်မာနဲ့နေတဲ့လူတွေပြန်စရာမလိုဘူးလို့လည်းပြောပါတယ်။နောက်ကျမတို့အခုဒီမှာရောက်နေကြတဲ့အဆိုင်လင်တင်ပြီးတော့အဆိုင်လင်သမားကနေပြီးတော့မှရနေတဲ့သူတွေပြန်စရာမလိုဘူးဆိုလို့ရှိရင်အနည်းနဲ့အများတော့ဒါတော်တော်လေးကိုဝမ်းသာစရာလို့ပြောရမှာပါအဲ့တော့စောစောကကျွန်မပြောခဲ့သလိုပဲပြန်ဆိုတိုင်းကြောက်လန့်တကြားနဲ့ပြန်ရမယ့်သူတွေမပါဘူးလို့ပြောချင်ပါတယ်နောက်တစ်ခါဒီမြန်မာအဲ့ဒီလို green card တွေဒီလိုဖြစ်နေတဲ့အချိန်မှာအဆိုင်လင်ပန်နီသမားတွေကိုလှည့်လိုက်ကြရအောင်သူတို့ကဘာဖြစ်လို့ဂျားတွေကအချောင်ကြောက်နေတာလဲသူတို့နဲ့ green card နဲ့လုံးလုံးစင်မှာဘာဆိုင်လို့လဲသူတို့က green card ရဖို့လမ်းကိုသွားနေတာ green card ရဖို့ interview တွားရအောင်ပါဟုတ်တယ်မလားကြာလို့တကယ်လို့တရားရုံးအစင်းစစ်ကိုရောက်မြင်ဆိုရင်လည်းကျမတို့တရားရုံးအစင်းစစ်ကိုကြော်ဖြတ်ရအောင်ပါအဲ့လိုတော့အဆိုင်လင်ပန်နီသမားလေးတွေမှာဘယ်လိုဥပဒေတွေထွက်လာသူတို့အချောင်ကြောက်နေရတော့တာပါပဲကျမပြောသလိုပဲရုံလေးတွေကအင်မတန်မှကြောက်ပါတယ်ကာမီထိုးတာနဲ့လည်းအလကားနေမေ့လေသွားတာရှိတယ်သူနာကိုလက်ခုပ်ကြည့်ရင်လည်းလန့်ပြီးတော့သတိမေ့သွားတာရှိတယ်ကျမတို့အဲ့ဒါလိုဖြစ်နေတာအဲ့တော့မကြောက်ပါနဲ့လို့ပြောကြပါတယ်